မင်္ဂလာပါရှင် HB Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့အတူတူနေတဲ့အခါမှာအရွယ်အစားဘယ်လောက်ရှိပါလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးခြင်းပါတယ်အတူတူနေမှုမှာအရွယ်အစားဘယ်လောက်ရှိပါလဲအတူတူနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အပြောများတဲ့အကြောင်းရင်းတစ်ရက်ကအမျိုးသားအင်္ဂါအရွယ်အစားပဲဖြစ်ပါတယ်လေ့လာမှုတော်တော်များများနဲ့သဘောထားစစ်တမ်းကောက်ယူချက်တွေမှာအမျိုးသားအင်္ဂါအရွယ်အစားနဲ့ပတ်သက်ပြီးတော့ဇနီးတွေနဲ့ချစ်သူမိန်းကလေးတွေကအထူးတလေသဘောထားတာမျိုးမရှိဘူးလို့လေတွေ့ရပါတယ်။အရွယ်အစားကစွမ်းဆောင်နိုင်စွမ်းအပေါ်မှာလေတရားမှုမရှိပါဘူးနော်။ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ဆက်ဆံရေးတစ်ရက်ကိုဖန်တီးရမယ့်အစားအမျိုးသားအများစုကအရွယ်အစားအပေါ်မှာအာရုံစိုက်လွန်းနေတာကြောင့်အမျိုးသားအင်္ဂါအရွယ်အစားကဖြည့်ရှင်းရခက်တဲ့ပြဿနာတစ်ရက်လို့တော့ဖြစ်လာနေပါတယ်။ဆိုပြီးတော့Chapman တက္ကသိုလ်စိတ်ကျန်းမာရေးဌာနရဲ့လက်ထောက်ပါမောက္ခ David Frederick ကပြောကြားခဲ့ပါတယ်။အတူတူနေမှုမှာအရွယ်အစားဘယ်လောက်ရေးပါလဲဆိုတော့အရွယ်အစားကိုအမျိုးသားခယူထားပေမဲ့ချစ်သူမိန်းကလေးတွေကတော့အထူးတလေသဘောထားတာမျိုးမရှိကြပါဘူးတဲ့။အမျိုးသားအင်္ဂါရဲ့အရှိဟာပြင်းများအဖြစ်9.16လက်မရှိတယ်လို့ဆိုပါတယ်။မကြသေးခင်က UK ကသူ့သေးသေးတွေလှုပ်ဆောင်ခဲ့တဲ့လေ့လာမှု20မှာအရွယ်အစားအမျိုးသားအများစုမှာတူညီလေးရှိတယ်လို့တွေ့ရှိခဲ့ရတယ်လို့ဖော်ပြခဲ့ပါတယ်။ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေလေ့လာမှုတွေမှာပါဝင်ခဲ့သူတွေရဲ့အရွယ်အစားနဲ့အတိုင်းအတာတွေကိုတိုင်းတာခဲ့ပေမဲ့သူ့တယောက်မှပုံမှန်မဟုတ်တဲ့အနေအထားဖြစ်ပေါ်နေတဲ့အရွယ်အစားအရန်သေးလို့နေတာတွေ့ရှိရတယ်လို့ပြောကြားခဲ့တာမျိုးမရှိပါဘူးလေ။အမျိုးသားတွေကသူတို့အရွယ်အစားနဲ့ပတ်သက်ပြီးတော့လိမ်ညာပြောဆိုတတ်ကြတယ်။အရွယ်အစားနဲ့ပတ်သက်ပြီးလေ့လာမှုတော်တော်များများလှုပ်ဆောင်ခဲ့တယ်လို့သဘောထားစစ်တမ်းကောက်ယူမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။လေ့လာမှုတွေကအမျိုးသားတွေကိုရှိသည့်နဲ့ပြင်းများအရွယ်အစားနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းတရပေးနိုင်မှာပါ။သူတို့ကကိုယ်ဆိုင်ကိုပြောတဲ့အခါမှာတလက်မလောက်တော့ပို့ပြောတတ်ကြတယ်ဆိုပြီးတော့ပါမောက္ခ Frederick ကပြောပါတယ်။အရွယ်အစားကလေမယာဆက်ဆံရေးပိုကောင်းအောင်အထောက်အပံ့မပေးနိုင်ပါဘူး။စကော့တန်တက္ကသိုလ်ကျောင်းသူ323ဦးထံကနေလေအင်္ဂါအတိုင်းအတာသူတို့ရဲ့ဆက်ဆံရေးအပေါ်ဘယ်လိုတက်ရောက်သဘောထားစစ်တမ်းကောက်ယူမှုကိုအသုံးပြုလှုပ်ဆောင်ခဲ့တဲ့လေ့လာမှုမှာအတိုင်းအတာကသူတို့ရဲ့ဆက်ဆံရေးအပေါ်တက်ရောက်မှုသိမရှိတာကိုတွေ့ခဲ့ရပြီးတော့တိတိကျကျသိရှိနိုင်မယ်ဆိုရင်တော့နောက်ထပ်လေ့လာမှုတော်တော်လေးလှုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ပစ္စည်းအင်္ဂါအရွယ်အစားတဲ့ကိုယ်အလေးချိန်ကပိုအရေးပါခန္ဓာကိုယ်တစ်ခုလုံးမှာအစိတ်အပိုင်းတစ်ခုအဖြစ်သာပါဝင်နေတဲ့ပစ္စည်းအင်္ဂါစစ်ဆောင်မှုအတက်တာတက်ရောက်မှုတချို့တော့ရှိနေပုံရတယ်လို့2012ခုနှစ်လေ့လာမှုတစ်ခုမှာပါရှိပါတယ်တကယ်တော့အမျိုးသမီးတွေကမျိုးသားတွေရဲ့အရန်အနေအမြင်နဲ့ခန္ဓာကိုယ်အကျိုးအစစ်ကြားနေမှုကိုပိုကူးဆိုင်ကြတာဖြစ်ပါတယ်အမျိုးသားတွေအများစုပစ္စည်းအတန်အရွယ်အစားအတွက်စိတ်ပင်ပန်းနေပါတယ်။သူသေသနာများစွာအရာအမျိုးသားအများစုပစ္စည်းတန်အရွယ်အစားနဲ့ပတ်သက်ပြီးတော့အားမလို့အားများဖြစ်နေကြတာတွေ့ရပါတယ်။အရွယ်အစားသေးတာကြီးတာတူတာရှည်တာကိုတိုင်းစားတွေးပူနေတာခန္ဓာကိုယ်ပုံမှန်တဲ့အပေါ်အမြင်နဲ့အတူတူနေမှုကိစ္စကျင့်နေမှုရရှိနိုင်စွမ်းမှာထိခိုက်စေပါတယ်။အရွယ်အစားတွေဆိုတာကတကယ်မှကွာခြားသွားတာမျိုးမရှိတာကြောင့်ညဉ့်ညံဗီဒီယိုတွေမှာမဟုတ်ရှင်အရွယ်အစားကိုဘယ်သူမှတိတိတသားကြီးမြင်နေနိုင်တာမဟုတ်ကြပါဘူး။သေးလုံးနေပြီလို့စိတ်တစားဖြစ်နေတဲ့ယောဂကိုပုံမှန်အရွယ်အစားရှိနေပေမဲ့သေးလုံးနေပြီလို့တွေးပူနေတဲ့ small pencil syndrome ဖြစ်နေသူတွေရှိတတ်ပါတယ်။ဒီလိုစိတ်ပူပန်နေပြီးတော့အလုံးမကျဖြစ်နေကြတဲ့ပဲအရွယ်အစားပုံကြီးစိပိုရှိစိမယ်ဆိုရဲထုတ်ကုန်ပစ္စည်းတွေကိုအားကိုးကြပါတယ်။တန်တရားရှိလောက်တဲ့အတိုင်းပဲဒီလိုချုပ်ကုန်တွေအတော်များများကအလိမ်အညာတွေပါဝင်နေတတ်ပါတယ်။တချို့ဆိုအင်ဒရီပါဖြစ်စေနိုင်ပါတယ်။ဒါကြောင့်သိထားတင်တာကပိုကြီးပုံမဖြစ်မနေလိုအပ်တာမဟုတ်အရွယ်အစားဆိုတာအတူနေမှုရရဆွမ်းဆောင်ရဲ့ကိုအစင်တက်မှတ်ဖို့မလုံလောက်တဲ့နည်းလမ်းတစ်ခုဖြစ်နေပါပြီ။အတူနေမှုအဖို့အတွက်အရေးကြီးတဲ့အချက်ကအရွယ်အစားမဟုတ်ဘဲနဲ့ကျင်းတဲ့တရားမှုသာဖြစ်တယ်လို့သူသေသနာစစ်တမ်းတွေကဖော်ပြပါတယ်။အမျိုးသားရဲ့အတန်အင်္ဂါတွေကပြင်းများအဖြစ်မချောင်မတ်တဲ့အချိန်မှာတ
3 လက်မကနေ 5 လက်မအထိရှိပြီးတော့ထောင်မှတ်ချိန်မှာ 5 လက်မကနေ 9 လက်မအထိရှိနိုင်တယ်လို့ University of Michigan Media Center တက္ကသိုလ်မှာ Dr. Mark A. Morak ကပြောပါတယ်။ပစ္စည်းအင်္ဂါကြီးထွားစေတဲ့တောက်စေတဲ့အင်္ဂရိရှိနိုင်တယ်။အလွယ်တကူဝယ်လို့လေးကြောင့်အများအပြားဈေးလေးတင်ပြီးတော့တဘာဝပါဝင်ပစ္စည်းတွေနဲ့ဖော်ဆက်တာတွေလည်းရှိတာကြောင့်ဒီလိုအားစေးတွေကိုတော်တော်များများကအားကိုးကြပါတယ်။မကောင်းတဲ့အချက်ကတော့တဘာဝဈေးပဲဝင်ပစ္စည်းတွေနဲ့လှုပ်ထားရဆိုလိုက်လေဈေးအများစုကတရားဝင်ခွင့်ပြုချက်နဲ့စစ်ဆေးပြီးမှထုတ်ထားတာမဟုတ်ကြပါဘူး။အလွယ်တကူဝယ်လို့ရနေတဲ့ပစ္စည်းအင်္ဂါထောင်မှတ်ခြင်းနဲ့အတူနေမှုကိစ္စပြဿနာဆိုင်ရာဆေးဝါးတွေကဘူးမှာပါဝင်ကြောင်းဖော်ပြမထားတဲ့ပစ္စည်းတွေထည့်သွင်းထားတာတွေ့ရလေရှိတယ်လို့သိရပါတယ်။2009ခုနှစ်ကအင်တာနက်စစ်တမ်းတစ်ခုအရလိန်အားဆေးတွေရဲ့3 ပုံ 1 ပုံကဖော်ပြမထားတဲ့ဆေးဝါးတက်ပစ္စည်းတွေပါဝင်နေပြီးတော့အဲ့ဒါတွေကကျန်းမာရေးအန္တရာယ်ရှိစေနိုင်တဲ့အရာတွေဖြစ်တယ်လို့သိရပါတယ်။ကျန်းမာရေးထောင်မှတ်မှုအောင်ကောင်းနိုင်တယ်။ပစ္စည်းအင်္ဂါကိုသွေးပိုလွတ်ပေးတဲ့နှလုံးသွေးကြောကအေးတောက်တဲ့ပိုင်းအရွယ်အစားလောက်နေရှိပါတယ်။နှလုံးသွေးကြောကျန်းမာရေးမကောင်းရင်ပစ္စည်းအင်္ဂါမှလည်းရှားလည်းမကောင်းနိုင်ဘူးလို့သူတေသီတွေကပြောပါတယ်။အရင်ဆုံးနှလုံးရောဂါဖြစ်နိုင်ခြေနေအောင်အတတ်နိုင်ဆုံးဆင်ခြင်နေထိုင်ဖို့ကြေးယူဆိုင်ရပါလိမ့်မယ်လို့ဒေါက်တာမက်အေမိုရက်ကအကြံပြုပါတယ်။ဈေးချွတ်နေရနိုင်တဲ့တဘာဝဆေးဝါးလေးတွေတောက်ရုံနဲ့အရွယ်အစားပိုကြီးစေပြီးတော့ပိုထောင်မှတ်စေဖို့ဆိုတာဆွေးဆောင်နိုင်လောက်တဲ့အချက်ဖြစ်ပေမဲ့အတူနေမှုစွန့်ဆောင်ရပိုအားကောင်းပြီးတော့အကောင်ဆုံးနိလန်ကတော့ကျမ်းမာကြံခိုင်ပြီးယောဂကင်းအောင်နေထိုင်ပြီးတော့ဆရာဝန်နဲ့တိုင်ပြီးအကြံဉာဏ်တောင်းခံတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါချေရတဲ့ပရိသတ်ကြီးတို့ရေဒီနေ့တင်ဆက်ပေးခဲ့တဲ့ကျမ်းမာရေးအကြောင်းအရာလေးကတော့ဒီလောက်ပါပဲနော်။ဒီလိုကျမ်းမာရေးအကြောင်းအရာလေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်လို့channel လေးကိုကြိုက်နေတဲ့သဘောကြားရဆိုရင်တော့ like and subscribe လေးတွေလုပ်ပြီးတော့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ခေပေးကြပါအောင်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်